Fighter ဘွား18ပွဲစလုံးကိုနိုင်ပွဲရယူထားတဲ့ Wheelchair Fighter FIU ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Red Table ထိုင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လောကကြီးမှာမတန်ပေမဲ့စွမ်းနေကြသူတွေအများကြီးရှိပါတယ်ဘဝကံကြိုးပေးကြောင်းကိုလက်အင်ကမစုံမနေနဲ့မွေးဖွားလာခဲ့ကြပေမဲ့ဘဝကိုအရှုံးမပေးပဲဆက်လက်တိုက်ပွဲဝင်ခဲ့ကြသူတွေအများကြီးပါချေးကျူးစရာကောင်းပါတယ်ခြေတွေလက်တွေတန်တန်ဆွမ်းဆွမ်းနဲ့လိုက်ပြီးတောင်းရန်စားတောင်းနေကြတဲ့သူတွေထက်တော့အများကြီးတာပါတယ်မတန်ဆွမ်းနေတဲ့ကတချို့ဆိုရင်လက်ဝဲကမှဝါသနာပါတယ်ဆိုတဲ့သူတွေလည်းအများကြီးရှိပါတယ်လူသားချင်းစာနာမှုလူတိုင်းတန်းတို့အခွင့်အရေးရရှိအောင်ဆိုပြီးတော့ကဘာကြီးကမတန်ဆွမ်းနေတဲ့အခန်းကဏ္ဍကိုလေ့လူထားခြင်းမရှိပါဘူးသူတို့အတွက်တက်နိုင်သမျှဖေးမှစာနာပေးတတ်ပါတယ်ဒီအတွက်ကြောင့်ပဲ wheelchair ပေါ်ကနေလက်ဝဲထိုးကြတဲ့ပြိုင်ပွဲတစ်ရက်ထွက်ပေါ်လာခဲ့ပါတယ်ဂျွန်ဖီလူကတော့မတန်ဆွမ်းတယောက်ဖြစ်ပြီး wheelchair လက်ဝဲ fighter တယောက်ဖြစ်နေလည်းရပ်တည်နေသူဖြစ်ပါတယ်မာကျော်ဘောအပြည့်နဲ့တိုက်ခိုက်ကစားတက်လေးရှိရာကြောင့်သူ့ကို border shooter လို့တော့မှနာမည်ပြောင်းပေးထားပါတယ်အန်ကလပ်အနောက်ပိုင်းမှာကြီးမပြင်းခဲ့တဲ့ဖီလူဟာမွေးရပါပုံမှန်ဖွံ့ဖြိုးမှုမရှိတဲ့ယောဂတရက်ကိုခန်းစားခဲ့ရပါတယ်မွေးကလေးကမတန်ဆွမ်းနေတဲ့လူလောကတွေကိုရောက်ရှိလာခဲ့တာပါဖီရိုရဲ့ဘဝမှာအဆင်ပြေမှုတွေအများများခဲ့ပါတယ်။တမန်လူတယောက်လိုမျိုးနေထိုင်သွားလာလို့မရတဲ့နောက်စိတ်ပိုင်းဆိုင်ရာကပါကြာဆင်းလာခဲ့ရပါတယ်။ကိုလက်အင်ကဖွံ့ဖြိုးမှုမရှိတာကသူ့အတွက်တော့ပြဿနာကြီးတစ်ခုလိုဖြစ်ခဲ့ရတာပါ။ဒါပေမဲ့အချိန်တန်တော့လည်းအသိဉာဏ်တွေကပွင့်သွားတတ်တာပါပဲ။ဖီရိုကဗီတက်ကလထိုင်နဲ့တချင်တန်သွားလာနေရပေမဲ့ဘဝကိုဘယ်လိုပဲပုံနဲ့အကျိုးရှိရှိဖြတ်တန်းရမယ်ဆိုတာကိုပတ်သက်ပြီးမျက်စိကိုဖွင့်နားကိုဆွနာခဲ့ပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့ wheelchair ပေါ်မှာထိုင်ရင်လက်ဝဲထိုးလို့ရတယ်ဆိုတာကိုသူသိလိုက်ရတော့အတော်လေးကိုအံ့အားသင့်သွားခဲ့ပါတယ်။ဒီကစားနည်းအကြောင်းကိုလေ့လာတဲ့ဘဝကိုအလံဟတ်သက်အခြေမဖြုံးခြင်းလို့ဒီကစားနည်းနဲ့ပဲသူ့ရဲ့လက်ကျန်အခြေအနေကိုတက်နိုင်သမျှဖြတ်တန်းတော့မယ်လို့ဖီလူကဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်ဗီတက်ကလထိုင်နဲ့လက်ဝဲထိုးနိုင်မှုအတွက်ဖီလူကလေ့ကျင့်မှုတွေပြုလုပ်ခဲ့တဲ့ဝီချဲပေါ်ထိုင်ပြီးလက်ဝဲထိုးရတဲ့လောက်ဟာတကယ်တော့မလွယ်လှပါဘူး။ဘဲလန်ညီအောင်မနေထင်းယူနေရပါတယ်။အစပိုင်းမှာဖီလူနဲ့အဆင်မပြေခဲ့ပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းချင်းအဆင်ပြေလာခဲ့ပါတယ်။သူ့ရဲ့အနေအထားကဝီချဲနဲ့ကောင်းကောင်းထိုးနိုင်ပြီဆိုတဲ့အနေအထားမျိုးကိုရောက်ရှိတဲ့အချိန်မှာတော့ဖီလူကပွဲတွေဝင်ရောက်ရှင်ပြိုင်မှုစ조사ခဲ့ပါတယ်။အခုချိန်မှာတော့ဖီရိုရဲ့အသက်က35နှစ်အရွယ်ရှိပါပြီ။သူ့ရဲ့ဘဝမှာအဆင်ပြေမှုတွေများစွာကြံ့ကြံ့ခံရင်ဆိုင်ဖြတ်တန်းခဲ့ရပါတယ်။အဆိုးဆုံးကတော့သူတို့လိုမတန်ဆွမ်းတွေကိုချိုးဖဲ့ဖဲ့ပြောတတ်တဲ့လူဒန်းစားတစ်ခုကတိတ်တန်းကိုရှိနေတာဖြစ်လို့ဒါကိုလည်းဖီရိုကတေချာလေးကင်တွယ်ဖြည့်ရှင်းရသေးတယ်။မတန်ဆွမ်းဖြစ်နေတာကြောင့်တမန်လူတွေတက်တပန်းနေနေပြီးသားပါ။စိတ်ပိုင်းဆိုင်ရာမှာလည်းအလိုလိုနှိမ့်ချနေပြီးသားပါ။ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာကိုချိုးနေနေပြောလာတဲ့အခါမခံမရနိုင်အောင်ခံစားကြရတယ်။အချို့တွေဆိုရင်အရှုံးပေးပြီးထွက်သွားကြပေမဲ့ဖီရိုကတော့ကြုံလာသမျှကိုဆက်လက်ရင်ဆိုင်ဖြတ်တန်းခဲ့ပါတယ်။ပြင်ပကမ္ဘာမှာကျွန်တော်တို့ကိုအစိုးမြင်ဝါဒီနဲ့ကြီးတက်ကြတဲ့သူတွေရှိပါတယ်။ဒါမျိုးကိုကျွန်တော်တို့မတန်ဆွမ်းအတိုင်းဝိုင်းကသဘောမကျပါဘူး။ထိရောက်တဲ့တုံ့ပြန်မှုတွေလုပ်နိုင်အောင်ကျွန်တော်စူးစမ်းပစ်တယ်လို့ဖီရိုကပြောပါတယ်။ဖီရိုကအခုဆိုရင် wheelchair fighter တယောက်အဖြစ်ပွဲတွေအများကြီးထိုးထားပြီးနိုင်ပွဲတွေလည်းဆက်လက်ရရှိထားတာကြောင့်လူတွေရဲ့အတိမတ်ပြုမှုကိုခံနေရပါပြီ။လူတွေကသူ့ကိုအရင်ကချက်ပို့ပြီးတတိထားလာမိကြပါပြီ။သူ့ရဲ့ wheelchair fighter ဘဝမှာဖီရိုကစုစုပေါင်း18ပွဲရှင်ပြိုင်ထိုးသက်ထားပြီးအဆိုပါ18ပွဲစလုံးကိုအနိုင်ရရှိထားပါတယ်။လက်ရှိမှာလည်းဖီရိုကသူ့ရဲ့လက်ဝဲလေ့ကျင့်မှုတွေကိုနေ့စဉ်ပြင်းပြင်းထန်ထန်ပြုလုပ်နေပါတယ်။ဒီဘက်မှာ9ရက်2ရက်တော့တူယူပါတယ်။အဲ့လိုနေ့တွေမှာဆိုရင်ဖီရိုကကန်းချီကိုသွားပြီးစိတ်ပြေလက်ပြောင်းနဲ့အချိန်တွေကိုကုံလုံးဖြတ်တန်းတက်လိမ့်ရှိပါတယ်။ဘဝရဲ့စင်ကုန်မှုတွေကနေအနားယူဖို့လိုအပ်တဲ့အခါလှိုင်းပုတ်တန်တွေကိုနားထောင်ရင်ကန်းချီမှာအေးချမ်းမှုကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဖီရိုကယုံကြည်နေတာဖြစ်လို့ပါပဲ။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှာတော့အကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။